နောက်ထပ်မေးချင်တဲ့မေးခွန်းကတော့လူတွေမှာရောတာမန်လူတွေထက်ပိုပြီးတော့တကူရှိတဲ့ပုံကူမျိုးတွေရှိနိုင်ပါလားရှင်ဗျာသူတို့တွေကြတော့ဘာကျင့်စဉ်တွေကျင့်လို့တာမန်လူထက်ပိုတဲ့တကူများရပါလဲရှင်ဗျာ လူတွေမှာတကူရှိတဲ့ပုဂ္ဂိုလ်ရှိနိုင်ပါတယ်ရှိနိုင်တဲ့ကဘလို့တကူတုံးဆိုစွမ်းတကူဆိုဒီမှာစာပေကျမ်းကနေမှာဆောင်ရွက်နိုင်တဲ့စွမ်းရည်တတိကိုခေါ်တာပဲဖြစ်တယ်မှန်ပါဗျာ အဋ္ဌိလို့ခေါ်တယ်ပေါ့ မှန်ပါ နော် မှန်ပါ သူများတဲ့စိတ်ဆန္ဒကြီးမားတဲ့ပုဂ္ဂိုလ်ကလည်းဒါတကူရှိတယ်လို့ပြောလို့ရတယ်သူများတဲ့လုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်ကလည်းပဲသူများတဲ့ပို့အောင်မြင်တာဖြစ်တော့ကြောင့်အဋ္ဌိလို့ပဲခေါ်တယ် မှန်ပါ စိတ်ဓာတ်ကြမ်းခိုင်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲဒါသူ့ရဲ့စွမ်းတကူလို့ပြောမှာအသိဉာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေနဲ့စွမ်းတကူပဲ မှန်ပါဗျာ စီးပွားဥစ္စာ တင်ပါဗျာ တိုးတက်မြင့်မားတာတို့ရာထူးကုန်သိတိုးတက်မြင့်မားတာတို့လည်းဒါလည်းစွမ်းတကူလို့ပြောနိုင်တယ်ပေါ့ဒါကတမန်ပုဂ္ဂိုလ်တွေရရှိတဲ့စွမ်းတကူတွေကြိုးစားသူနဲ့မကြိုးစားသူပညာထက်သူနဲ့မထက်သူဆိုတာအဲ့ဒါလူတွေမှာကွဲပြားခြားနားမှုတွေရှိတယ်ပေါ့နော်တမန်အဖြစ်ကြည့်မယ်ဆိုလို့ရှိရင်တကူဆိုတာဒီအလိုရှိတဲ့အရာကိုဖြည့်ဆည်းစေနိုင်တဲ့အရာကိုပြောတာလုံလဝိရိယရှိရင်လည်းပြည့်စည်စေနိုင်တယ်ပညာရှိလို့ရှိရင်လည်းပြည့်စည်နိုင်တယ်စိတ်ဓာတ်ကြက်ခိုင်ရင်လည်းပြည့်နိုင်တယ်ပေါ့နော်အဲ့လိုတကူမျိုးမျိုးရှိတဲ့ထဲမှာအခုမေးတဲ့မေးခွန်းအရာတမန်လူတွေတဲ့တကူရှိတဲ့တကူဖြစ်နိုင်တဲ့အစွမ်းတကူပို့ပြီးတော့ကြီးမားတဲ့ပုဂ္ဂိုလ်တွေရှိသလားဆိုဥပမာမယ်တမန်ပုဂ္ဂိုလ်တွေပို့သွားလို့ရှိရင်သမထချင်းစဉ်အောင်မြင်ပေါ်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေကဒါသူကသမထချင်းစဉ်ရဲ့စွမ်းအားနဲ့သူ့ရဲ့ mental power ဆိုတာရသွားတဲ့အတွက်ကြောင့် မှန်ပါ သူဟာဖန်ဆင်းနိုင်တဲ့စွမ်းတကူရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ် မှန်ပါ ဒါကတရားသဘောဘက်ကပေါ့နော် မှန်ပါ နောက်တစ်ခါဝိပဿနာချင်းစဉ်ကျင့်ပြီးတော့အရိယာဖြစ်ဘဝရောက်သွားပြီဆိုရင်သူ့စိတ်ကိုသူပိုင်နိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်သွားတယ် မှန်ပါဗျာ ဒါလည်းစွမ်းတကူတစ်ခုပဲ မှန်ပါ သမထချင်းစဉ်နဲ့ဒီအဘိညာဉ်အစွမ်းတကူမျိုးမျိုးကိုဖန်ဆင်းနိုင်တဲ့ပုဂ္ဂိုလ်တွေ မှန်ပါဗျာ ကျင့်တယ်ဆိုတာသူတို့ကဘာတွေကိုကျင့်တယ်လဲလို့ကျင့်တယ်လဲဆိုရင်ခုနကစံနေအဘိညာဉ်တွေသူများစိတ်ကိုသိတယ်အတိတ်ဘဝကိုပြန်သိနိုင်တယ်ဝိလန်တဲ့ဒေသခြားခွဲတဲ့ဒေသမှာရှိတဲ့အရာတွေကိုမြင်နိုင်စွာရှိတယ်လို့တကူမျိုးမျိုးဖန်ဆင်းနိုင်တယ်လို့ဆိုတာသမထကျင့်စဉ်ကိုကျင့်တာ မှန်ပါဗျာ သမထကျင့်စဉ်ကိုကျင့်တော့သူတို့စိတ်ရဲ့ mental power သူတို့ကောင်းကောင်းရသွားတယ် မှန်ပါ ရသွားသည့်အတွက်ကြောင့်အဲ့ဒီ mental power ကိုအသုံးချပြီးသူကအရာရာကိုဖန်ဆင်းနိုင်တဲ့စွမ်းတတိမျိုးသူတို့မှရသွားတယ် မှန်ပါ ဒါကရသော်ဗျာဟောတဲ့သဘာဝကျင့်စဉ်ကကျင့်လို့ရတဲ့အစွမ်းတစ်ခု မှန်ပါ တနည်းရှိသေးတဲ့လောကမှာမန္တန်တို့ဆေးဝါးတို့ရဲ့အစွမ်းနဲ့လူဟာထိုက်တဲ့တော့အစွမ်းတစ်ခုတွေရတာရှိတယ် မှန်ပါ ဒီသူများစိတ်ကိုသိတယ်တို့တကူမျိုးမျိုးကိုဖန်ဆင်းတယ်တို့ဆိုတဲ့စိတ်ဓာမဏိဝိဇ္ဇာဆိုတဲ့အတ္တပညာမျိုးတွေရှိတယ် မှန်ပါ အဲ့ဒီအတ္တပညာမျိုးတွေကလည်းပဲသူများတဲ့တကူရှိတယ် မှန်ပါ သူကျင့်စဉ်ကတော့သမထလိုဟာမျိုးမဟုတ်ဘဲနဲ့တခြားကျင့်စဉ်တွေရှိတယ်သူတို့မှာ မှန်ပါ ဥပမာဝိသတုတို့ဗမာတွေယုံကြည်တဲ့ဘိုးတော်တွေဘာတွေတချို့စံတတ်တွေရှိတာတွေ မှန်ပါဗျာ စံကိုရှိနိုင်တယ် မှန်ပါဗျာ သူတို့လည်းရှိနိုင်တယ် မှန်ပါဗျာ ဒါကြောင့်မို့မြတ်စွာဘုရားကတခါတော့ကယဟန်တွေကိုပုံအမျိုးမျိုးဖန်ဆင်းနိုင်တဲ့ဣတိဝိဒဆိုတဲ့အစွမ်းတကူရဲ့သူများစိတ်ကိုအတ္တတိတဲ့အာရိဒနာပါတိဟာရိယဆိုတဲ့အစွမ်းမျိုးတွေကိုမသုံးဖို့မြတ်စွာဘုရားသုံးရင်လောကမှာရှိတဲ့မန္တန်ဝိသအတ္တတွေနဲ့သွားရောနိုင်တယ်ပေါ့ မှန်ပါဗျာ အဲ့တော့သန့်စင်တဲ့အကျင့်တွေနဲ့မသန့်စင်တဲ့အကျင့်နှမျိုးရှိမှာပေါ့နော် မှန်ပါဗျာ ရှိတော့အဲ့ဒါတွေနဲ့ရောထွေးပြီးရှင်တဲ့ကိလေသာမကုံတဲ့စွမ်းတကူတွေနဲ့ရှင်တဲ့ကိလေသာပါငြိမ့်သွားတဲ့ငြိမ့်လို့ရတဲ့စွမ်းတကူတွေဟာတချို့နေရာလေးမှာရောထွေးနေတာရှိလို့လူတွေရဲ့အမြင်မှရောထွေးသွားနိုင်တယ်ပေါ့ မှန်ပါဗျာ ဒါကြောင့်မို့ယဟန်တွေကိုလူတယောက်ကိုနာပါချပြီးတော့သဘောကျအောင်ဆုံးမသွန်သင်ပေးတယ်အနုတသနိပါတိဟာရိယကိုသာလေမြတ်စွာဘုရားဒါအစွမ်းတကူဖြစ်သတ်မှတ်တယ် တင်ပါဗျာ သတ်မှတ်ပြီးတော့အဲ့ဒါကိုပဲသုံးဖို့ဆိုပြီးတော့ဟောတာရှိတယ် တင်ပါ ဒါကြောင့်မလို့ဒီ
ဒီမေကွန်းရဲ့အဖြစ်ကျဉ်းချုပ်ဖြစ်ရမယ်ဆိုရင်တကိုးရှိတဲ့ပုဂ္ဂိုလ်တွေရှင်းနိုင်ပါသလားရှင်းနိုင်ပါတယ် မှန်ပါဗျာ သူတို့ဘာကျင့်စဉ်တွေကျင့်လို့တာမန်လူတွေတဲ့ပို့တဲ့တကူအများရပါသလဲဆိုတဲ့နေရာမှာလောကီကျင့်စဉ်တွေရှိတယ်သူတို့ရဲ့ဝိဇ္ဇာအကျင့်တွေကိုကျင့်တယ် မှန်ပါဗျာ လောဒီမြတ်စွာဘုရားဟောကြားတဲ့လက်ခံထားတဲ့ကျင့်စဉ်တွေကတော့သမထကျင့်စဉ်နဲ့ဝိပဿနာကျင့်စဉ်ပဲဖြစ်တယ် မှန်ပါဗျာ အဲ့ဒီကျင့်စဉ်တွေကိုကျင့်လို့တာမန်ပုဂ္ဂိုလ်တွေထူခြားတဲ့အစွမ်းတကူတွေရတယ်ဒီလိုပဲမှတ်ရမှာနော်